အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ scholarship လျှောက်တဲ့သူတော်တော်များများမေးလေးရှိရပေါ့နော် personal statement essay နဲ့ statement of purpose နဲ့ဒီနှစ်ခုကတူလားပြီးရင်ဘယ်လိုအချက်တွေကွာလဲပေါ့နော်ပြီးလို့ရှိရင်ဘယ်ကောင်းစဉ်အောင်မှာဘယ်အချက်တွေကိုအဓိကဦးစားပေးပြီးတော့မှရေးရမယ်ဆိုတာလေးတွေကိုဒီဗီဒီယိုလေးထဲမှာအသေးစိတ် sharing လုပ်ပေးသွားပါမယ်ပထမဆုံးပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့ personal statement essay ဖြစ်ပါတယ်personal statement essay ကိုမြန်မာလိုမျိုးတိုင်းရိုက်ဘာသာပြန်ရမယ်ဆိုရင်တော့သူကကိုဘယ်သူလဲပေါ့နော်ကိုဖော်ပြရတဲ့ essay မျိုးဖြစ်ပါတယ်အဓိကကတော့ဒီလို essay မျိုးတွေကိုဘယ်လိုနေရာမျိုးတွေမှာတောင်းလေးရှိလဲဆိုရင် need based scholarship တွေမှာတောင်းလေးရှိပါတယ်အရေးဗီဒီယိုတွေမှာပြောခဲ့တဲ့အတိုင်းပဲပေါ့နော် need based ဆိုတာကတော့ကိုကပညာရေးမှာထူးချွန်တယ်ဒါပေမဲ့ကိုအတွက်ပေါ့နော်ဒီ financial problem ရှိရယ်ကိုကဒီနိုင်ငံသားမှာပညာသင်မှုရအတွက်အခက်အခဲရှိရယ်ပေါ့နော်ဒီလိုမျိုးတွေအတွက်ကိုဦးစားပေးပြီးတော့စဉ်းစားပေးရ need based scholarship ဖြစ်ပါတယ်များသောအားဖြင့်ကတော့ဒီ organization ကပေးရ scholarship တော်တော်များများမှာအခုလိုမျိုး personal statement essay တွေကိုတောင်းလေးရှိပါတယ်အဓိကဒီလိုမျိုး personal statement essay อ่ะပေါ့နော်ဘယ်ပေါ်မှာ focus ထားလဲဆိုရင် mainly focus on who you are သင်ကဘယ်လိုပုံစံမျိုးလဲပေါ့နော်ဘယ်လိုလူမျိုးလဲပေါ့ဒီလိုမျိုးကိုအဓိက focus ထားပါတယ်အဲ့တော့ဘယ်လိုအကြောင်းအရာတွေမျိုးထည့်ပြီးတော့မှရေးခြင်းလဲဆိုရင်ကိုယ့်ရဲ့ background တွေကိုယ့်ရဲ့ personality တွေကိုယ့်ရဲ့ life experiences တွေဒါတွေကိုအသားပေးပြီးတော့မှဖော်ပြသင့်ပါတယ်ဒီမှာဆိုရင်တော့ points to be included ပေါ့နော်ဘယ်လိုအချက်လေးတွေပေါအောင်ရေးခြင်းလဲဆိုရင်နံပါတ်1ကတော့ who you are ပေါ့ကိုကဘယ်လိုလူမျိုးလဲပေါ့ဒီဟာကငယ်ငယ်တုန်းက essay ရေးတယ်လို့မျိုးmy name is ဘယ်သူပါကျွန်တော်ရဲ့အသက်ကတော့ဘယ်လောက်ပါကျွန်တော်ဘယ်မှာနေပါလဲဒါမျိုးကိုပြောတာမဟုတ်ဘူးပေါ့နော်အဓိကဥမာကိုကထားပါတော့ဒီ medical field ရလို့ဆိုရင်ကိုကငငယ်လေးကလေးอ่ะပေါ့နော်ဒီ community ရဲ့ healthcare system ကို promote လုပ်ဖို့အတွက်ပေါ့နော် passion ရှိတဲ့သူတစ်ယောက်ဖြစ်တယ်ဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့ passion တွေကိုယ့်ရဲ့ goals တွေ dreams တွေဒါတွေနဲ့ relevant လုပ်ပြီးတော့မှကိုဟာဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကိုပြခိုင်းတာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ family background ဖြစ်ပါတယ်family background ဆိုလို့ပေါ့နော်ငငယ်တော့ essay ရေးတယ်လို့မျိုးအဖေနာမည်ကဦးပါအမေနာမည်ကဒေါ်မြဘယ်လိုရှင်မိသားစုဝင်ကဘယ်နှစ်ယောက်ဒီလိုမျိုးတွေကိုယ့်ရဲ့ပေါ့နော် my family ဆိုပြီးတော့အဲ့လိုမျိုး essay လိုမျိုးအကုန်လုံးပါစရာမလိုဘူးပေါ့နော်အဓိကကျတော့ကို့မှာမိသားစုဝင်ကဘယ်နှစ်ယောက်ရှိလဲကိုကသားသမီးအကြီးဆုံးလားဘယ်လိုရှင်ဒီမိဘမှာပေါ့နော်ဒီဝင်ငွေကဘယ်လောက်ရှိလဲပေါ့ကိုမိသားစုရဲ့ financial situation ကတော့ဘယ်လိုမျိုးရှိရဲဒါကြောင့်မို့လို့ဒီဟာကကိုယ့်ရဲ့ education မှာဘယ်လိုမျိုး affect ဖြစ်နေလဲဒါမျိုးကိုရေးခိုင်းတာဖြစ်ပါတယ်ဘာလို့ဒီအချက်တွေကအရေးကြီးရလဲဆိုရင်ဒီ scholarship က need based scholarship တော်တော်များများမှာတွေ့ရရဲပေါ့နော်အဲ့တော့ကိုယ့်ရဲ့ family နောက်ခံ background ကိုပြောထားခြင်းအဖြစ်ဥမာကိုကသားသမီးအကြီးဆုံးဆိုလို့ရှိရင်လည်းပြောချင်တာကိုမှနောက်ထပ်ကိုထောက်ပံ့ပေးဖို့အတွက်ကမိဘနှစ်ပါးအပြင်ကိုထက်အကြီးပေါ့နော်ဒီလိုမျိုးအားကိုးဖို့အကိုတွေအမတွေမရှိဘူးပြီးရင်နောက်တစ်ခုကဒီကိုယ့်ရဲ့မိသားစုပေါ့နော် financial background ကိုပြောတဲ့အခါမှာဆိုလို့ရှိရင်လည်းဒါဒီလိုအချက်တွေဒီလိုအခက်အခဲရှိတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီကျွန်တော်က scholarship ကိုပညာသင်မှုအတွက်ပေါ့နော်ဒီ scholarship ကိုလိုအပ်နေပါတယ်အဓိကကတော့ဒီ need based ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုပြောတဲ့အချက်တွေကပေါ့နော်ကိုက scholarship အတွက်ပေါ့နော်အမှန်တကယ်လိုအပ်တဲ့သူဖြစ်ကြောင်းကိုပေါ်လွင်အောင်ရေးရမှာမျိုးဖြစ်ပါတယ်နောက်ထပ်တစ်ချက်ကတော့ education background နဲ့ achievements ပေါ့ဒါတွေကလည်းကိုယ့်ရဲ့အကြောင်းပြောတဲ့အခါမှာမဖြစ်မနေပါသင့်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုကဒီ study abroad သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကပေါ့နော်ဒီပညာရေးနောက်ခံ background ကိုမှဘယ်လိုမျိုးထူးချွန်တယ်ဘယ်လိုမျိုး awards တွေ achievements တွေရထားတယ်ပေါ့ဒါတွေကိုသိချလေးပြောပြပေးဖို့အတွက်လိုအပ်ပါတယ်နောက်ထပ်တစ်ချက်ကတော့ what did you do in the past ပေါ့နော်ကိုကအတိတ်မှာဘာတွေလုပ်ခဲ့လဲပေါ့ဒီအချက်ကလည်းဒီ personal statement essay ရေးတဲ့အခါမှာအရေးကြီးတဲ့အချက်တွေကတစ်ခုဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုဘာတွေလုပ်ခဲ့လဲဒီမှာဆိုရင်တော့ကိုယ့်ရဲ့အလုပ်တွေကိုယ့်ရဲ့ volunteering activities တွေပေါ့နော်ဒါတွေကကိုဒီလေ့လာခြင်းနဲ့ပညာရပ်တွေပြုရှင်ကိုယ့်ရဲ့ career goals တွေပေါ့နော်ဒီဟာတွေအတွက်ကိုကောင်းကောင်း support လုပ်ပေးနိုင်တဲ့ experience တွေဆိုလို့ရှိရင်ပိုကောင်းတယ်ပေါ့နော်ဥပမာနဲ့ပြောရမယ်ဆိုရင်ကိုကဒီပညာရေးပေါ့နော် education နဲ့ပတ်သက်တဲ့ major တစ်ခုခုကိုကိုကလေ့လာမယ်ပေါ့အဲ့ခါမှာဆိုရင်ထားပါတော့ကိုကမြန်မာနိုင်ငံမှာလည်းဒီပညာရေးတက္ကသိုလ်တွေဘာတွေကနေပြီးတော့မှကျောင်းနာထားတယ်ပေါ့နော်ပြီးလို့ရှိရင်ကိုမှအလုပ်အတွေ့အကြုံတွေလည်းရှိရယ် online ကနေစာပြရပဲဖြစ်ဖြစ်တော့မလို့ရှိရင်ကျောင်းတစ်ခုမှာဒီ teaching job တစ်ခုခုလုပ်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ပြီးရင်ကိုရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ကလေးတွေကိုဒီစာသင်ပေးရယ်ပေါ့နော်အဲ့လိုမျိုး activities တွေမှာလည်း volunteer လုပ်တာမျိုးပဲဖြစ်ဖြစ်ပေါ့ဒါရေးဆိုလို့ရှိရင်ဒီလူတစ်ယောက်ရဲ့အတိတ်မှာလုပ်ခဲ့ပေါ့နော်ဒီသူ့ရဲ့ experience တွေကအခုလက်ရှိပေါ့နော်သူလေ့လာခြင်းနဲ့ major နဲ့ဆက်လိုက်တဲ့အခါမှာလုံးဝ strong ဖြစ်သွားရဲ့ပေါ့နော်အဓိကကတော့ကိုအတိတ်မှာဘာတွေလုပ်ခဲ့လဲကိုရဲ့အလုပ်ကိုင်းတွေကိုရဲ့ volunteering activities တွေဒါတွေကိုအခုကိုလုံးမဲ့ပေါ့နော်ကိုလေ့လာမဲ့ major နဲ့တေချာလေးဆက်ပြီးတော့မှ connection ကောင်းကောင်းရေးပေးနိုင်ရင်ရပါတယ်
နောက်တစ်ချက်ကတော့ပေါ့နော်ဒီလိုမျိုးတွေရေးနေရင်လည်းကိုကဘယ်အကြောင်းတွေကိုဦးစားပေးဖော်ပြတင်လဲဆိုရင်ကိုယ့်ရဲ့ character ဒီဘယ်လိုမျိုးရှိလဲပေါ့နော်ဥပမာကိုက voluntary activities တွေကိုတက်ကြွပါဝင်နေဒီ community အတွက်ကိုလုံးဝပေါ့နော်ဒီအကျိုးပြုခြင်းနဲ့ဆန္ဒရှိရဲဘယ်လိုရှင်နောက်တစ်ခုကိုကဘလောက်တောင်မှ dedicated ဖြစ်တယ် motivated ဖြစ်တယ်ဒီလိုမျိုးတွေပေါ့နောက်တစ်ခုကတော့ကိုယ့်ရဲ့ identity ပေါ့နော်ဥပမာကိုကဟိုတစ်ခုခုလုပ်ပြီးဆိုလို့ရှိရင်ဒီမဆုံးမနစ်နဲ့ပေါ့နော်လုံးဝကျွတ်ဆဆလုပ်တတ်တယ်ပြီးရင်ကိုယ့်ရဲ့ passion တွေကိုယ့်ရဲ့ uniqueness တွေအဓိကကတော့personal statement essay ဆိုတာဒီတေချာတဲ့လူတစ်ယောက်နဲ့တစ်ယောက်ကဘယ်တော့မှတူမှာမဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့သူ့ရဲ့ background တွေသူကြုံတွေ့ခဲ့ရတဲ့ experience တွေကတစ်ယောက်နဲ့တစ်ယောက်ကဘယ်လိုမှမတူနိုင်ဘူးပေါ့နော်ဒီအတွက်ကြောင့်မို့လို့ဒီ scholarship essay တွေမှာဆိုလို့ရှိရင်လေပေါ့နော်ကိုယ့်ရဲ့ uniqueness ပေါ့ဒီဟာတွေကိုတေချာလေးပူစားပြီးတော့မှဖော်ပြပြီးရေးရဖို့လိုပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ဒါနောက်ဆုံးဒါပေမဲ့အရေးကြီးဆုံးပေါ့နော် show inspiration to study this subject and your career goals ပေါ့ကိုကဘာဖြစ်လို့ဒီ major ကိုလေ့လာချင်တာလဲပေါ့ဘယ်လိုရှင်ဒါတွေကကိုအရှိမပြောခဲ့တဲ့အချက်တွေပေါ့နော်ကိုကဘယ်လိုလူမျိုးဖြစ်လဲကိုရဲ့ experience တွေကဘယ်လိုတွေရှိရဲဒါကြောင့်မို့လို့ဒီ major ကိုလေ့လာတဲ့အခါမှာကိုကို motivation ဖြစ်စေတဲ့အရာတွေကဘာတွေလဲပေါ့နော်ပြီးရင်ကိုကကိုရဲ့ career goals တွေ plans တွေကိုဘယ်လိုမျိုးချထားလဲပေါ့ဒီအချက်တွေကိုလည်းတေချာပါအောင်ရေးဖို့လိုပါတယ်ပုံမှန်ကတော့အကယ်၍ပေါ့နော် personal statement essay တစ်မျိုးတည်းပဲတောင်းတယ်ကိုကဒီ documents တစ်ခုပဲတင်ရမယ်ဆိုရင်ကတော့ဒီအချက်လေးတွေကိုတခြားလေးပါအောင်ပေါ့နော်ဟိုစာပိုက်တစ်ပိုက်လေးနဲ့တက်တက်ပဲဖြစ်ဖြစ်ရေးတင်တယ်ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘဲねပေါ့နော်အချို့ scholarship တွေကြတော့ဟို personal statement essay လေးရေးခိုင်းတယ်ပြီးရင်နောက်တစ်ခုကကိုယ့်ရဲ့ဒီ major ကိုဘာကြောင့်လေ့လာချင်တာလဲကိုယ့်ရဲ့ career goals တွေကဘာလဲဒီလိုမျိုး essay နောက်တစ်ပုတ်ပေါ့နော်ထည့်ရေးခိုင်းတာမျိုးလဲပါတယ်ဒီလိုမျိုးဆိုရင်တော့personal statement essay မှာဒီအချက်ကိုနည်းနည်းလေးအတူချုံပြီးတော့ရေးပေးရပါတယ်။ဘာလို့လဲဆိုတော့ကိုကဒီမှာအဲ့အချက်ကိုအရင်အရှိရေးလိုက်လို့ရှိရင်ပေါ့နော်ကိုရဲ့essay က personal statement essay မဟုတ်တော့ဘဲနဲ့ပေါ့နော်ဒီအနောက်မှာပြောမယ် statement of purpose နဲ့ပို့ပြီးတော့မှတူသွားလိမ့်မယ်ပေါ့နော်အဲ့တော့အဓိကကကိုရေးရမယ့် essay တွေကိုအရင်ဆုံးခေါင်းစဉ်တွေတိကျအကုန်လုံးဖတ်ပေါ့နော်ဒီ personal statement essay တခုတည်းပဲရေးခိုင်းတာဆိုရင်တော့ခုနကပြောခဲ့တဲ့ပေါ့နော်ဒီကိုရဲ့ career goals တွေဘာကြောင့်ဒီ major လေးလာချင်တာလဲဆိုတာကိုစာပိုက်လေးတစ်ပိုက်နဲ့တိကျလေးဖော်ပြပြီးပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့အဲ့ဒီအကြောင်းအရာကိုနောက်ထပ်ခေါင်းစဉ်တစ်ခုနဲ့ပေါ့နော်ခေါင်းစဉ်ကြီးတစ်ခုနဲ့ထပ်ပြီးတော့ရေးခိုင်းနေဆိုရင်အဲ့ဒီထပ်ပြီးတော့ရေးခိုင်းတဲ့ခေါင်းစဉ်အောက်မှာဒီအရာကိုအကျယ်ချဲ့ပြီးတော့ပေါ့နော်တိကျလေးရှင်းပြပေါ့နော်ဒီမှာကျတော့နည်းနည်းပါတယ်ဆိုရုံလောက်ပေါ့နော်အဓိက key point လေးတွေကိုပဲအတူချုံပြီးရင်ရပါပြီအခုပြပြပေးသွားတာကတော့ပေါ့နော်ဒီများသောအားဖြင့် organization scholarship တွေအဓိကပြောရမယ်ဆိုရင်ကတော့ need based scholarship တွေမှာတောင်းလေးရှိရဲ့ personal statement essay ကိုဘယ်လိုရေးရမလဲပေါ့နော်ဒီအကြောင်းလေးကိုပြပြပေးသွားပဲဖြစ်ပါတယ်နောက်ထပ်တွေ့ရများတဲ့ essay တစ်မျိုးကတော့ statement of purpose ပဲဖြစ်ပါတယ်။ဒီကတော့တိုက်ရိုက်ဘာသာပြန်ရမယ်ဆိုရင်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေဒါတွေကိုဖော်ပြရတဲ့ essay မျိုးစားဖြစ်တယ်ပေါ့နော်။ဒီ essay ကိုဘယ်လိုနေရာမျိုးတွေမှာတွေ့ရများလဲဆိုလို့ရှိရင် merit based scholarship တွေမှာတွေ့ရများပါတယ်။ merit based ကတော့အရှိရဗီဒီယိုတွေမှာပြောခဲ့တဲ့အတိုင်းပဲပေါ့နော်။ကိုယ့်ရဲ့ထူးချွန်မှုပေါ်မှာမူတည်ပြီးတော့ပေါ့။များသောအားဖြင့်ကတော့ဒီအားကစားတွေပြီးလို့ရှိရင်ကိုယ့်ရဲ့ပညာရေး academic achievements တွေပေါ့။အများဆုံးတွေ့ရတာတော့ academic achievements ပေါ့နော်။ဒါတွေကိုဦးစားပေးရဲ့ scholarship တွေမှာတွေ့ရများပါတယ်။နောက်ထပ်အမျိုးအစားတစ်ခုပြောရမယ်ဆိုရင်တော့ institutional scholarship လို့ခေါ်တဲ့တက္ကသိုလ်ကပေးရဲ့ scholarship တွေမှာတောင်းလေးရှိတာကတော့အခုပြောမယ်ပေါ့နော် statement of purpose ဆိုတဲ့ essay ကိုတောင်းလေးရှိပါတယ်။ဒီ statement of purpose ကတော့ပေါ့နော်များသောအားဖြင့်scholarship တွေမကဘူးပေါ့နော်ကျောင်းဝင်ငွေ admission တွေမှာလည်းရေးခိုင်းလေးရှိရဲ့ essay တစ်မျိုးပဲဖြစ်ပါတယ်။ဒါဆိုရင် statement of purpose ဆိုတာကဘာလဲဘယ်အချက်တွေရေးရမလဲဆိုတာကိုပြပြပေးသွားပါမယ်အဓိကကတော့ပေါ့နော်သူကကိုယ့်ရဲ့academic တွေ career goals တွေဒါတွေကိုအဓိကသိချင်တဲ့ essay မျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ကိုကဒီ essay ထဲမှာဆိုရင်ဘယ်အကြောင်းတွေကိုဦးစားပေးပြီးတော့ပြောရမလဲဆိုရင်ကိုယ့်ရဲ့ academic background တွေကိုယ်မှာ motivation တွေကိုဒီအရာကိုလေ့လာဖို့ပေါ့နော်ဘယ်လို motivation တွေရှိလဲပေါ့ပြီးရင်ကိုယ်မှာဘယ်လိုမျိုး plan တွေရှိလဲပေါ့ဒါတွေကိုဦးစားပေးပြီးတော့မှရေးရမယ့် scholarship essay ပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုကပေါ့နော်ဘယ်လိုမျိုး points တွေပါအောင်ရေးရမလဲပေါ့ဒီမှာဆိုရင်နံပါတ်1အရေးကြီးဆုံးကတော့ find this major ပေါ့ဒီဟာကတော့ scholarship essay ပဲဖြစ်ဖြစ် admission essay ပဲဖြစ်ဖြစ်ပေါ့နော်ဒီအချက်ကတော့မဖြစ်မနေထည့်ပြီးတော့ရေးရမှာပေါ့နော်ကိုကဘာဖြစ်လို့ဒီ major ကိုလေ့လာချင်တာလဲပေါ့ပြောမယ်ဆိုရင်ဟိုအရှိရပြောခဲ့တဲ့ essay လိုမျိုးပဲပေါ့နော်ကိုကဘယ်လိုမျိုး experience တွေရှိရဲဥပမာထားပါတော့ကိုကငငယ်လေးတုန်းကပေါ့နော်ဒီဖွံ့ဖြိုးမှု
နေပေါ့နော်နေရာဒေသမှာကိုကကြီးပြင်းလာခဲ့တယ်အဲ့ခါမှာဆိုရင်ဒီ healthcare system ပေါ့နော်မကောင်းတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့နေထိုင်တဲ့ပတ်ဝန်းကျင်မှာဘယ်လိုမျိုးအခက်အခဲတွေကြုံတွေ့ရလဲပေါ့နော်ဒီ medical နဲ့ပတ်သက်တဲ့ problems တွေဘယ်လိုမျိုးတွေကိုကကြုံတွေ့ခဲ့ရလဲပေါ့အကယ်၍ကိုကဒီ education နဲ့ပတ်သက်တဲ့ major ရှောက်ချင်နေဆိုရင်လည်းငယ်တုန်းကကိုနေခဲ့ရတဲ့နေရာမှာဘယ်သူတွေကပညာသင်ခွင့်မရဘူးလဲပေါ့နော်အဲ့ခါမှာဆိုရင်ဘယ်လိုမျိုးဆိုးကျိုးတွေရှိလဲပေါ့ဒီဟာတွေရဲ့အကြောင်းကိုပြပြပေးရမယ်ပေါ့နော်ဒါကြောင့်မို့လို့ကိုကဒီလိုမျိုး effects တွေဒီဟာတွေကိုကိုကကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီ major ကိုလေ့လာချင်တာပါပေါ့အဲ့လိုမျိုးပေါ့ကိုယ့်ရဲ့ goals တွေ dreams တွေဒါတွေကကိုယ့်ရဲ့ major ကိုလေ့လာဖို့အတွက်ဘယ်လိုမျိုး effect ဖြစ်လဲဆိုတာကိုရေးပေးနိုင်ရပါတယ်ဒီလိုမျိုး problems တွေပေါ့နော်ကိုလုပ်ချင်တဲ့အရာတွေဒါတွေကိုဒီ major ကဘယ်လောက်တောင်အထောက်အကူပြုနိုင်လဲပေါ့ဒီ major ကိုလေ့လာလိုက်ခြင်းအပြင်ဘယ်လိုမျိုးအရာတွေကိုကိုယ့်ဘက်ကနေပြီးတော့မှလုပ်လို့ရလဲပေါ့နော်ဒီလိုမျိုး major ရဲ့တက်ရောက်မှုကိုလည်းထည့်ပြီးပိုကောင်းပါတယ်အဲ့တော့အဓိကဒါအောင်မရေးခင်မှာပေါ့နော်အရှိမနည်းနည်းလေး intro ပေါ့ကိုယ့်ရဲ့ experience လေးကိုနည်းနည်းလေး intro ရေးပြီးတော့မှအဲ့ဒီ experience ကဒီ major ကိုဘယ်လိုမျိုး effect ဖြစ်လဲပေါ့အဲ့လိုမျိုး connection လေးရေးပေးနိုင်ရပါတယ်နောက်တစ်ချက်ကတော့ why this university ပေါ့ဒီဟာကလည်းဒီ statement of purpose တွေမှာမဖြစ်မနေထည့်ရမယ်အချက်တစ်ခုဖြစ်တယ်ပေါ့နော်ဥပမာကိုကဘာကြောင့်မလို့ဒီတက္ကသိုလ်မှာလေ့လာချင်တာလဲပေါ့အဲ့ဒီအခါမှာဒီတက္ကသိုလ်က campus ကလာလို့ပြီးလို့ရှိရင်နောက်တစ်ခုတက္ကသိုလ်ကကျယ်ပဲတို့အဲ့လိုမျိုးတွေမဟုတ်ဘူးပေါ့နော်အဓိကပြောချင်တာကwhy this university ဆိုတဲ့အချက်ကိုရေးတဲ့အခါမှာပေါ့နော်ကိုကဒီ university ရဲ့ website ကိုတေချာလေးဖတ်ထားတာပိုကောင်းတယ်ပေါ့နော်အဲ့တော့မှလာရင်ကိုကဒီတက္ကသိုလ်ရဲ့အခြားတက္ကသိုလ်တွေထက်ဘာတွေတာလဲပေါ့နော်ဘယ်လိုမျိုး unique ဖြစ်လဲဒီလို unique ဖြစ်တဲ့အချက်တွေကြောင့်မို့လို့ကိုကဒီတက္ကသိုလ်မှာလေ့လာခြင်းဖြစ်တယ်ပေါ့နော်ဒီလိုမျိုးရေးပေးနိုင်ပိုကောင်းပါတယ်ဥပမာပြောရမယ်ဆိုရင်ဒီဆိုရင်အခုလေ့လာနေတာကKMUTT ပေါ့နော်အဲ့တော့ KMUTT ကထိုင်းနိုင်ငံမှာ engineering နဲ့ပတ်သက်လို့ရှိရင်လုံးဝ top university တစ်ခုဖြစ်တယ်ပြီးရင်ကိုလေ့လာခြင်းနဲ့ major ရဲ့ curriculum ပေါ့အဲ့ဒါကိုကြည့်လိုက်လို့ရှိရင်လည်းသူ့ရဲ့ပေါ့နော်ဒီ practical တွေ theory တွေဒါတွေမှာကိုနောက်ထပ်လုံးမဲ့ပေါ့နော် career goals တွေမှာ apply လုပ်လို့ရမယ့် subject တွေပေါ့ဒီဟာတွေကိုကိုကတွေ့ရရဲပေါ့နော်ဒီအတွက်ကြောင့်မို့လို့ကျောင်းကနေပြီးတော့မှကိုလေ့လာခြင်းနဲ့ major အတွက်ပေါ့နော်သူတို့ထားပေးထားတဲ့ curriculum တွေဘယ်လိုရှိလဲဘယ်လိုရှိရင်ဒီကျောင်းမှာ practical တွေရောအဓိက facility တွေရောဘယ်လိုမျိုးစုံစုံလင်လင်နဲ့ကျောင်းသားကို support ပေးထားလဲပေါ့နော်ကျောင်းရဲ့ reputation တွေကျောင်းကနေပြီးတော့မှ offer ပေးထားတာတွေဥပမာနောက်ထပ် exchange program တွေဒါကိုလုပ်လို့ရတဲ့အရာတွေပေါ့နော်ဒီအရာတွေကိုကိုကကျောင်း website တွေကနေတခြားဖတ်ပြီးတော့မှဒီအချက်တွေကြောင့်မို့လို့ကိုကဒီ university မှာလေ့လာခြင်းဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးရေးပြီးရင်တော့အကောင်းဆုံးပေါ့နော်နောက်ထပ်တစ်ချက်ကတော့ why this country ပေါ့ဘာကြောင့်မို့လို့ကိုကဒီနိုင်ငံကိုရွေးရလဲပေါ့အဲ့လိုမိကုန်းမျိုးမှာဆိုရင်လည်းကိုကပေါ့နော်ဒီနိုင်ငံမှာဥပမာထားကိုရီးယားဆိုရင်လည်းကို idol တွေကြည့်ချင်လို့ idol တွေနဲ့အနီးကပ်တွေ့ရမှာမလို့ကိုရီးယားမှာတင်ချင်တာပါတော့ထားပါတော့ဒီကိုရဲ့ပေါ့နော်ဒီဆွေမျိုးတွေကအဲ့နိုင်ငံမှာမလို့ဒီလိုမျိုးအချက်တွေပေါ့နော်အဲ့လိုမျိုးတွေကိုပြောမဲ့အစားဒီနိုင်ငံကိုရွေးချယ်ရတာဘာကြောင့်မို့လို့လဲပေါ့နော်သူ့ရဲ့ uniqueness ပေါ့အဓိကကိုဘာကြောင့်မို့လို့ဒီနိုင်ငံကိုကြိုက်တာလဲပေါ့နိုင်ငံကို oriented လုပ်ပြီးတော့ဖြေရတော့ပိုကောင်းတယ်ပေါ့နော်ဥပမာကိုကထိုင်းနိုင်ငံမှာလေ့လာခြင်းနေဆိုရင်ထိုင်းနိုင်ငံကမြန်မာနဲ့အိမ်နီးချင်းဖြစ်တဲ့အဲ့အတွက်ကြောင့်မလို့ cultural shock တွေလည်းနေတယ်ပေါ့နော်ဒီအခါမှာဆိုရင်ကိုယ့်ရဲ့ education မှာပို့ပြီးတော့မှ emphasize လုပ်နိုင်မယ်လို့ထင်တယ်ပေါ့ဒီလိုမျိုးအချက်တွေပေါ့နော်နောက်ထပ်တစ်ခုကကျတော့အကယ်၍ကိုကဒီ civil တို့archi တို့ဒီလို major တွေကိုယူရှင်နေပေါ့နော်အဲ့ခါမှာဆိုရင်အနောက်နိုင်ငံမှာထားရအီတလီတို့ဘာလို့ဆိုရင်သူတို့မှာသူတို့ရဲ့အဆောက်အဦတွေကလှပရဲပေါ့နော်ဒီအတွက်ကြောင့်မလို့ကိုကဒါတွေကို inspire ယူပြီးတော့မှပေါ့နော်ဒီကိုရဲ့ major မှာ idea ကောင်းတွေထုတ်နိုင်မယ်လို့ပို့ထင်တယ်ပေါ့ဒီလိုမျိုးပေါ့နော်အဓိကတော့နိုင်ငံရဲ့ uniqueness ပေါ့ဒီနိုင်ငံမှာဆိုရင်ကိုလေးလာမယ့် major အတွက်ကိုဘယ်လိုမျိုးကောင်းကျိုးဖြစ်နိုင်လဲပေါ့နော်ဒီဟာတွေကိုစဉ်းစားပြီးတော့မှconnect လုပ်ပြီးတော့ရေးရတော့ပိုကောင်းပါတယ်နောက်တစ်ခုကတော့ expectation from this major ပေါ့နော်ကိုဒီ major ကိုလေ့လာလို့ရှိရင်ဒီ major ကနေပြီးတော့ကိုဘလို့အရာမျိုးတွေကိုသင်ယူနိုင်မယ်လို့မျှော်လင့်လဲပေါ့နော်ဒီဟာကိုကောင်းကောင်းရေးနိုင်မှုဆိုရင်ကတော့တက္ကသိုလ်ရဲ့ website ထဲမှာရှိရပေါ့နော်ဒီ major ရဲ့ curriculum တွေဒီဟာတွေကိုအသေးစိတ်လေးဖတ်ထားလို့ရှိရင်ဒီ major လေ့လာပြီးသွားတဲ့အခါမှာကိုကဘလို့အချက်တွေလိုချင်လဲဒီ major ရောဘလို့အချက်တွေကို offer ပေးလဲဒါတွေကဘလို့မျိုးကိုက်ညီနေလဲပေါ့နော်ဒီအချက်တွေကိုထည့်ရေးပေးရလဲကောင်းပါတယ်
နောက်တစ်ချက်ကတော့ connection between your past experience field of study and the career goals ပေါ့နော်ဒါကတော့ခုနကဟိုအရှိမပြောခဲ့တဲ့ example လိုပဲအရင်တော့ကိုလုပ်ခဲ့တဲ့အရာတွေရယ်အခုကိုလေ့လာမဲ့ major ရယ်နောက်မှာကိုဖြစ်ချင်တဲ့ပေါ့နော် career goals တွေရယ်ဒီသုံးခုက connection ရှိရယ်ပေါ့နော်အဲ့လိုမျိုး connection ကိုကောင်းကောင်းရေးနိုင်နေဆိုရင်ဒီ statement of purpose ကလုံးဝ strong ဖြစ်သွားပြီးတော့မှာပေါ့နော်ဒီရှောက်တဲ့ applicants တွေထဲမှာကိုယ့်ရဲ့ essay ကပို့ပြီးတော့မှ standard ဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့ plans after graduation ပေါ့နော်ကိုကဘွဲရပြီးတော့ဆိုလို့ရှိရင်ကိုယ့်ရဲ့အနာဂတ် plan တွေကဘယ်လိုမျိုးရှိလဲပေါ့နော်ဒီဘွဲရပြီးနောက်ပိုင်းမှာဆိုရင်ကိုဒီအကြောင်းကနေဒီ major ကနေပြီးတော့မှရခဲ့တဲ့ပေါ့နော် knowledge တွေကိုဘယ်လိုမျိုးပြန်ပြီးတော့ apply လုပ်မလဲပေါ့ဒီຢာရေးပေါ့နော်နောက်ဆုံးတစ်ချက်ကတော့ career goals ပေါ့ career goals ကလည်းခုန plans after graduation ကတော့ဒါဟိုပြောမယ်ဆိုရင် short term goal လို့ပုံစံမျိုးပေါ့နော် career goals ကတော့ကိုယ့်ရဲ့လုံးဝ life long မှာဆိုလို့ရှိရင်လည်းပေါ့နော်ဒီ major အတွက်ပေါ့နော်ကိုမှဘယ်လိုမျိုး career ကိုရည်မှန်းထားလဲပေါ့ဥပမာကို researcher လုပ်ချင်တာလားဟိုဒါမှမဟုတ်ရှင်လဲကိုကလုံးဝ architect တယောက်အနေနဲ့ပေါ့နော်ဒီဟာကိုအသက်မွေးဝမ်းကြောင်းပြုချင်တာလားဘယ်လိုမျိုးဒီ major ကိုလေ့လာပြီးတော့ career advance လုပ်မလဲပေါ့နော်ဒီအချက်တွေကိုဖော်ပြပေးရမှာပဲဖြစ်ပါတယ်နောက်ထပ်အခုလိုမျိုး essay တွေရေးတဲ့အခါမှာသတိထားမယ့်အချက်လေးပေါ့နော်တော်တော်များများကတော့ essay ရေးတော့မယ်ဆိုရင်ဒီ AI ကနေပြီးတော့မှပေါ့နော်ဒီအကြံဉာဏ်တွေတောင်းလေးရှိရဲဒါမှမဟုတ်လို့ရှိရင်လည်း Google ကနေပြီးတော့မှပေါ့နော်အခြားသောဒီ essay sample တွေဖတ်ကြည့်လေးရှိရဲပေါ့နော်ဒီအခါမှာဆိုရင်ကိုကပေါ့နော်သူများရဲ့အရေးအသားကိုတက်နိုင်သမျှပေါ့နော်ဒီအကြံယူတာလောက်ပဲလုပ်စီခြင်းနဲ့ပေါ့နော်ဟို copy စာကြောင်းညွှန်လိုက် copy လုပ်တာတို့စာပိုက်ကြည့်လိုက် copy လုပ်တာတို့ဒီလိုမျိုးတွေမလုပ်စီခြင်းဘူးပေါ့နော်အဓိကကတော့ကိုယ့်ရဲ့ essay ဒီကိုယ့်ရဲ့ကိုယ်ပိုင် own essay ဖြစ်တဲ့အတွက်ကြောင့်မို့လို့ unique ဖြစ်ရမယ်ပြီးရင် applicants တွေကြားထဲမှာလည်း stand out ဖြစ်အောင်ပေါ့နော်ရေးနိုင်ရင်ပိုကောင်းပါတယ်နောက်တစ်ခုကတော့ be relevant ပေါ့နော်ဒါကတော့ဟိုအရှိမလည်းပြောသွားခဲ့တဲ့ချက်တွေလည်းရှိရဲအဓိကတော့ကိုယ့်ရဲ့အတိတ်ရဲ့အခုကိုလေ့လာမယ့်ဟာရဲ့နောက်အနာဂတ်မှာကိုဖြစ်မယ့်ဟာရဲ့ဒီဟာတွေအကုန်လုံးကိုပေါ့နော်ကိုကခွဲဆက်မိပေါ့နော် connection ရှိရေးနိုင်မှုလည်းလိုပါတယ်နောက်တစ်ချက်ကတော့ be honest ပေါ့နော်များသောအားဖြင့်ဒါကဥမာတခါလေ volunteering activities တွေပေါ့နော်ကိုမှက activity မရှိဘူးဒါပေမဲ့ကိုကvolunteering activity ရှိမှ scholarship ရဖို့ chance ပိုများမယ်ပေါ့နော်အဲ့လိုမျိုးဆိုပြီးတော့ကိုကမရှိတဲ့ activity ကိုကောက်ရေးလိုက်တယ်ပေါ့ဒီလိုမျိုးတွေလည်းမလုပ်သင့်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အကယ်၍ကိုကဒီ interview တွေပါဖြေရတော့မယ်ဆိုရင်ကိုလုပ်ခဲ့တဲ့ volunteering activities တွေရဲ့အသေးစိတ်တွေ organization တွေဒါတွေကိုသူတို့သိချာမေးရပေါ့နော်ဒီအခါမှာအကယ်၍ကိုကလိမ်ပြီးတော့မှပေါ့နော် essay ထဲမှာထည့်ထားခဲ့တာဆိုရင်ကိုယ့်အတွက်ပေါ့နော်အခက်တွေ့နိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ be authentic ပေါ့နော်တကယ်စစ်မှန်ရမယ်ဥပမာထားပါတော့ကိုယ့်ရဲ့ education background ပေါ့ကိုကအရင်တော့ medical field ဒါမဲ့အခုလောလောဆယ်ကိုလေ့လာမဲ့ဘာသာရပ်က engineering မဲ့ထားပါတော့ဒီဟာဆိုရင်ကိုကပေါ့နော်ဒီကိုယ့်ရဲ့ background တစ်ခုလုံးချိန်ပြီးတော့ပြောလိုက်တာတော့ဒါမှမဟုတ်ရှင်အဓိကကတော့ဟိုမလိမ်မညာပဲနဲ့ပေါ့နော်ရိုးရိုးသားသားနဲ့အမှန်အတိုင်းအကုန်လုံးကိုပြောပြနိုင်ပိုကောင်းနေပေါ့နော်ဒါကဟို essay ရေးတဲ့အခါမှာမဟုတ်ကိုယ့်အတွက် interview ဖြေလို့ရှင်လေတကယ်တမ်းကိုကြုံတွေ့ခဲ့ရတဲ့ကိုယ့်ရဲ့အကြောင်းတွေကိုပြောလို့ရှင်ပိုကောင်းနေပေါ့နော်ဒီအတွက်ကြောင့်မလို့ be honest be authentic ပါနောက်ဆုံးတစ်ခုကတော့ do research ပေါ့နော်scholarship ရှောက်မဲ့သူတော်တော်များများဒီ research တွေများများလုပ်ဖို့လိုပါတယ်ဥပမာအရှိရပြောခဲ့သလိုမျိုးဒီ major ကိုဘာကြောင့်လေ့လာချင်တာလဲဘာကြောင့်ဒီတက္ကသိုလ်လဲဘာကြောင့်ဒီနိုင်ငံလဲပေါ့နော်အဲ့အခါမှာကိုသိထားတဲ့ knowledge ကအကယ်၍မလုံလောက်ဘူးလို့ထင်လို့ရှိရင် website တွေရှာဖတ်ကြည့်ပါ scholarship ရှောက်ဖို့အတွက်ဒီနိုင်ငံကဘာလို့တင့်တော်အားလဲဒီတက္ကသိုလ်ကဘာလို့တင့်တော်အားလဲကို major အတွက်ကိုဒီဟာတွေကိုဘာကြောင့်ရွေးချယ်တင်တာလဲပေါ့နော်ဒီလိုမျိုးအရာတွေကိုအကယ်၍ကိုမှရှိရဲ့ knowledge နဲ့ပဲမလုံလောက်ဘူးဆိုလို့ရှိရင်ကိုက website တွေကနေပြီးတော့မှတခြားလေးရှာဖတ်ကြည့်စေခြင်းနဲ့ပေါ့နော်ဒါဆိုရင်တော့ personal statement essay နဲ့ statement of purpose နဲ့ကဘယ်လိုကွာလဲဘာတွေရမယ်ဆိုတာကိုသိသွားရလို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်